ဒီနေ့မှာတော့ကမ္ဘာနာမည်အကြီးဆုံး luxury brand တစ်ခုဖြစ်တဲ့ Rolex နာရီရဲ့လျှို့ဝှက်ချက်ကိုအသေးစိတ်တင်ဆက်သွားမှာဖြစ်ပါတယ်။နာရီလို့ပြောလိုက်တာနဲ့လူတိုင်းရဲ့အကောင့်ထဲမှာပထမဆုံးမြင်အောင်လာတာကတော့ Crown တစ်စိမ့်နဲ့ Rolex နာရီတွေပဲဖြစ်ပါတယ်။လူတော်တော်များများက Rolex ကိုချမ်းသာကြွယ်ဝမှုတစ်ခုရဲ့ပြရုပ်တစ်ခုအောင်မြင်မှုရဲ့သင်္ကေတတစ်ခုအနေနဲ့ပဲမြင်ကြပါတယ်။ဒါပေမဲ့မေးစရာရှိတာကဘာလို့ဒီနာရီတွေကတိန့်ထောင်ချီတောင်းချီတန်နေရတာလဲ။ဒါမှအချိန်မဲ့ကြီးတဲ့ကိရိယာတစ်ခုထက်ဘာတွေများပို့ပြီးတော့ထူးခြားသွားလို့လဲ။ဒီနေ့ကျမတို့ရဲ့ရန်ကုန်တိုင်း channel က Rolex ရဲ့နှစ်ပေါင်း100ကျော်သမိုင်းကြောင်းထုတ်လုပ်မှုအစဉ်စဉ်လျှို့ဝှက်ချက်တွေနဲ့ဒီနာရီတွေကိုဘာကြောင့်ရင်းနှီးမြှုပ်နှံမှုတစ်ခုအနေနဲ့ဝယ်ထားတင်တာလဲဆိုတာကိုအသေးစိတ်ခွဲခြားတင်ဆက်သွားမှာဖြစ်ပါတယ်။ Rolex ရဲ့သမိုင်းကြောင်းဟာ1905ခုနှစ်မှာစတင်ခဲ့ပါတယ်။ဒီထောင်သူကတော့အသက်24နှစ်အရွယ်ရှိတဲ့ Hans Wiedoeft ဆိုတဲ့ဂျာမန်လူမျိုးတစ်ဦးပါ။ထူးခြားတာက Rolex ဟာဆွစ်ဇာလန်နိုင်ငံမှာစတင်ခဲ့တာမဟုတ်ဘဲနဲ့လန်ဒန်မြို့မှာစတင်ခဲ့တာပါ။အဲဒီခေတ်တုန်းကအမျိုးသားတွေဟာအိတ်ဆောင်နာရီတွေကိုပဲအသုံးပြုကြပြီးတော့လက်ပတ်နာရီတွေကိုတော့တိကျမှုမရှိဘူးလို့ယူဆကြပါတယ်။ဒါပေမဲ့ Wiedoeft ကအနာဂတ်မှာလက်ပတ်နာရီတွေရဲ့ခေတ်ဖြစ်လာမယ်ဆိုတာကိုကြိုမြင်ခဲ့ပါတယ်။သူဟာနိုင်ရန်တရားတွေကိုပုံမသိငယ်ပြီးတော့တိကျအောင်ဆွစ်ဇာလန်နိုင်ငံကနိုင်လုပ်ငန်းရှင်တွေနဲ့ပူးပေါင်းဖန်တီးခဲ့ပါတယ်။ Rolex ဆိုတဲ့နာမည်ကိုသူဘယ်လိုရွေးခဲ့ရလဲဆိုတာကလည်းစိတ်ဝင်စားဖို့ကောင်းပါတယ်။သူဟာဘာသာစကားတိုင်းမှာအတန်ထွက်ရလွယ်ကူပြီးတော့မှတ်မိရလွယ်တဲ့နာမည်တစ်ခုကိုရှာဖွေခဲ့တာပါ။နိုင်တစ်လုံးကိုလှည့်ပတ်လိုက်တဲ့အခါထွက်ပေါ်လာတဲ့အတန်လိုမျိုး Rolex ဆိုတဲ့စကားလုံးကိုနတ်ဖျားတစ်ပါးကသူ့နားထဲမှာလာပြောသလိုမျိုးခန်းစားခဲ့ရတယ်လို့သူကဆိုခဲ့ပါတယ်။1919ခုနှစ်မှာပြည်တရဲ့အခွန်နှုန်းသားတွေမြင့်မားမှုကြောင့်ကုမ္ပဏီကိုဂျနီဗာမြို့ဆွစ်ဇာလန်မြို့တွေကိုပြောင်းရွှေ့ခဲ့ပါတယ်။ Rolex ကိုကမ္ဘာကအတိအမှတ်ပြုလာစေတဲ့အဓိကတော့ချက်ကတော့စမ်းသစ်တီထွင်မှုပါ။1926ခုနှစ်မှာ Rolex ဟာကမ္ဘာပထမဆုံးသောရေဆိုခံဖုံဝင်မှုတံကိုခံနိုင်တဲ့ Oyster ဆိုတဲ့နာရီကိုထုတ်လုပ်နိုင်ခဲ့ပါတယ်။ဒီနာရီရဲ့အဖုံးကိုခရုကမာကုံလိုမျိုးလုံးကျုံအောင်ပိတ်ဆို့ထားတဲ့အတွက်ကြောင့် Oyster လို့နာမည်ပေးခဲ့တာပါ။ဒါကိုသက်သေပြဖို့အတွက် Wiedoeft ဟာဈေးကွက်ရှာဖွေရေးပါနဲ့သူတူပြီး Mercedes Clyde ဆိုတဲ့ပြည်တယ်ရေကူးသမားတဦးကိုအင်္ဂလိပ်ရေလက်ကြားတွေကိုကူးခတ်တဲ့အခါ Rolex Oyster ကိုဝတ်ဆင်ခိုင်းခဲ့ပါတယ်။သူရေကူးပြီးတဲ့အခါဒီနာရီဟာအနည်းငယ်မှပျက်စီးခြင်းမရှိဘဲနဲ့အချိန်ကိုတိတိကျကျပြသနိုင်ခဲ့ပါတယ်။ဒါဟာ Rolex ရဲ့ခိုင်ခံ့မှုကိုကမ္ဘာကသိသွားစေတဲ့အခိုက်အတန့်ပါပဲ။နောက်ထပ်အရေးကြီးတဲ့တီထွင်မှုကတော့1932ခုနှစ်မှာထွက်ပေါ်လာခဲ့ပြီးတော့ Perpetual ရန်တရားပါဒါဟာလက်ကောက်ဝတ်လှုပ်ရှားမှုကိုအသုံးချပြီးနာရီကိုအလိုအလျောက်ပတ်ပေးတဲ့ self winding စနစ်ဖြစ်ပါတယ်။ဒီနေ့ခေတ် automatic နာရီတွေရဲ့အခြေခံဟာဒီနည်းပညာကနေဆင်းသက်လာခဲ့တာဖြစ်ပါတယ်။ယခုခေတ်မှာတော့ Rolex နာရီတစ်လုံးရဲ့တန်ဖိုးကိုဖြစ်ပေါ်စေခဲ့တဲ့အချက်၅ချက်ကိုအသေးစိတ်ရှင်းပြပါမယ်။နံပါတ်1အချက်ကအဆင့်မြင့်ကုန်ကျန်းပစ္စည်းတွေပါ။တာမန်နာရီကုမ္ပဏီတွေက 316L stainless steel ကိုအသုံးပြုကြပေမဲ့ Rolex ကတော့1985ခုနှစ်ကတည်းက904L steel ကိုစတင်ပြောင်းလဲအသုံးပြုခဲ့ပါတယ်။ဒီ steel ဟာအာဂါသနည်းပညာနဲ့ဓာတုစက်ရုံတွေမှာပဲသုံးတဲ့အမျိုးအစားဖြစ်ပါတယ်။တန်ချေးတက်မှုကိုအစွမ်းကုန်ကာကွယ်နိုင်တယ်လို့အယောင်တင်လိုက်တဲ့အခါမှာလည်းတခြား steel တွေထက်ပိုပြီးတော့တောက်ပပါတယ်။ဒါပေမဲ့ဒီ steel ကိုကင်တွယ်ဖို့အတွက် Rolex ဟာတန်းနဲ့ချီတန်ကြီးရှိတဲ့စက်ပစ္စည်းအသစ်တွေကိုပြန်လည်တည်ဆောက်ခဲ့ရပါတယ်။ရွှေတွေမှာလည်း Rolex ဟာကိုပိုင်ရွှေကြိုစက်ရုံတစ်ခုရှိပြီးတော့သူတို့ရဲ့ Everest Gold လို့ခေါ်တဲ့ Rolex ရွှေဟာ Rolex ရဲ့လျှို့ဝှက်ချက်တစ်ခုဖြစ်ပြီးအယောင်မိန်သွားခြင်းလုံးဝမရှိအောင်ဖန်တီးထားတာပါ။ Rolex နာရီတစ်လုံးဖြစ်ပေါ်လာဖို့အတွက်အချိန်တစ်နှစ်နီးပါးကြာမြင့်ပါတယ်။စက်ရုပ်တွေရဲ့အကူအညီယူပေမဲ့နာရီရဲ့အဓိကအစိပ်ပိုင်းတွေဖြစ်တဲ့လက်တံတွေ၊ဒိုင်ခွက်ပေါင်တွေနဲ့ရန်တရားတွေကိုလူသားနာရီကျွမ်းကျင်ပညာရှင်တွေကပဲလက်နဲ့တက်ဆင်ကြတာပါ။အစိပ်ပိုင်းတစ်ခုချင်းစီကိုအနုကြည့်မှန်ဘလူးအောက်မှာစစ်ဆေးပြီးမှသာနောက်တစ်ဆင့်ကိုကူးပြောင်းပါတယ်။နောက်တစ်ချက်ကတော့ Rolex မှာကမ္ဘာအဆင့်မီတခွဲကမ်းပေါင်းများစွာရှိပါတယ်။သူတို့ဟာနာရီမှာသုံးမဲ့စီတွေကိုတောင်မှကိုပိုင်တစ်ခွက်ကမှထုတ်လုပ်ကြပါတယ်။ဒါအပြင်နာရီရဲ့ကြန့်ခိုင်မှုကိုစမ်းသပ်ဖို့အတွက်စွမ်းငင်အားစမ်းသပ်ဆက်တွေရေဖြီအားစမ်းသပ်ဆက်တွေကိုအသုံးပြုပြီးတော့တောင်ထိပ်ပေါ်ကနေပင်လယ်အောက်အထိခံနိုင်ရရှိအောင်စမ်းသပ်ပါတယ်။နောက်တစ်ချက်ကတော့ Rolex နာရီတိုင်းဟာ COSC လို့ခေါ်တဲ့စစ်ဆေးမှုကိုခံယူရရုံနဲ့မကဘဲနဲ့ Rolex ရဲ့ကိုပိုင် Superlative Chronometer စစ်ဆေးမှုကိုလည်းခံယူရပါတယ်။ဒါဟာတရက်ကိုအချိန်လွဲချော်မှု2စက္ကန့်အတွင်းမှာပဲရှိရမယ်ဆိုတဲ့သတ်မှတ်ချက်တစ်ခုဖြစ်ပါတယ်။ပြီးတော့ဒါဟာကမ္ဘာအမြင့်ဆုံးစံညွှန်းတစ်ခုလည်းဖြစ်ပါတယ်။အဲဒါဆိုလို့ရှိရင် Rolex ရဲ့အောင်မြင်မှုကိုနားလည်ဖို့ဒီဥပမာသုံးခုကိုကြည့်ရအောင်ပါ။နံပါတ်1ချက်ကတော့ Submariner 1953ခုနှစ်မှာထွက်ရှိခဲ့တဲ့ဒီနာရီဟာရေငုပ်သမားတွေအတွက်အဓိကထုတ်လုပ်ခဲ့တာပါ။ James Bond ရုပ်ရှင်ထဲမှာပါဝင်လာပြီးနောက်မှာဒါဟာ Sport Watch တွေရဲ့ဘရင်ဖြစ်လာခဲ့ပါတယ်။ဒီနေ့ခေတ် Submariner တို့ကိုဝယ်ဖို့အတွက်စောင်းတိုင်းစရင်မှာနှစ်နဲ့ချီစောင့်ရလေရှိပါတယ်။နောက်တစ်ခုကတော့ Daytona
အစောပိုင်းမှာရောက်မထွက်ခဲ့တဲ့နာရီပါဒါပေမဲ့နာမည်ကျော်မင်းသားပေါ်နျူမန်ကဝစ်ဆင်ခဲ့ပြီးနောက်ပိုင်းမှာကမ္ဘာအစည်းအကြီးဆုံးနာရီစည်ရင်ဝင်ဖြစ်လာခဲ့ပါတယ်2019ခုနှစ်မှာပေါ်နျူမန်ရဲ့ဒေးထိုနာဟာလေလံပွဲတစ်ခုမှာဒေါ်လာ19.8 သန်းမြန်မာငွေသိန်းပေါင်းများစွာရောင်းချခဲ့ရပါတယ်နောက်တစ်ခုကကျတော့ Datejust ပါ1945ခုနှစ်မှာ Rolex ရဲ့နှစ်40ပြည့်အခမ်းအနားအထိမ်းအမှတ်အနေနဲ့စတင်ထွက်ရှိခဲ့တာပါနေဆွဲကိုအလိုလျောက်ပြောင်းလဲပြီးတဲ့ပထမဆုံးနာရီဖြစ်ပြီးတော့ယနေ့တိုင်အောင်အဆင့်တန်းမြင့်မာတဲ့လူကြီးလူကောင်းတွေရဲ့အကြိုက်ဆုံး dress watch အဖြစ်ရည်တည်နေပါတယ်နောက်တစ်ချက်ကတော့လက်ရှိအခြေအနေနဲ့အနာဂတ်အတွက်ရင်းနှီးမြှုပ်နှံမှုပါယနေ့ခေတ်မှာ Rolex စာနာရီတစ်ခုထပ်ပိုပါတယ်ဒါဟာ alternative investment တစ်ခုဖြစ်လာခဲ့ပါတယ် Rolex နာရီတွေဟာနှစ်စဉ်ဈေးနှုန်း900ခိုင်နှုန်းကနေ1000ခိုင်နှုန်းအထိပုံမှန်မြင့်တက်သွားလိမ့်ရှိပါတယ်အထူးသဖြင့်ဒီ steel model တွေကစိုင်းငါးထွက်တာနဲ့တင်ကာလာပေါက်ဈေးရဲ့နှစ်ဆဖြစ်သွားတတ်တာပါဘာကြောင့်လဲဆိုတော့ Rolex ဟာတစ်နှစ်ကိုနာရီ1သန်းနီးပါးထုတ်လုပ်ပေမဲ့ဝယ်လူအားတော့ထုတ်လုပ်မှုအတွက်အစာပေါင်းများစွာပိုများနေလို့ပါRolex ဟာသူ့ရဲ့ brand တန်ဖိုးကိုထိန်းသိမ်းမှုအတွက်အနာဂတ်မှာအရေးအတွက်ကိုအကန့်အသတ်နဲ့ပဲဆက်လက်ထုတ်လုပ်မယ်လို့လည်းဆိုပါတယ်။ဒါကြောင့် Rolex ကိုဝတ်ဆင်ထားတဲ့အခါလက်ကောက်ဝတ်ပေါ်မှာငွေသားတွေကိုပတ်ထားနေအတူတူပဲလို့တောင်မှတင်စားကြပါတယ်။ဒီကုန်းချုပ်ပြောရလို့ရှိရင် Rolex ဟာနှစ်ပေါင်းများစွာတည်ဆောက်ခဲ့တဲ့ယုံကြည်မှုမလျှော့သောဇွဲလုံးလားနဲ့ဖန်တီးထားတဲ့ engineer အတတ်ပညာတွေရဲ့စုစည်းမှုပဲဖြစ်ပါတယ်။ဒါကြောင့်ပဲသူဟာအချိန်နဲ့ဘလောက်ပြောင်းနိုင်လောကရဲ့ထိပ်ဆုံးဘီရင်တစ်ပါးလိုနန်းဆန်နေနိုင်တာဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။ခုတင်ဆက်ပေးတဲ့ Rolex နာရီတွေအကြောင်းနဲ့ပတ်သက်ပြီးပရိသတ်ကြီးရောဘယ်လိုထင်မြင်လဲ။သင်ရောပတ်စံတွေအများကြီးရှိတဲ့အခါကြလို့ရှိရင် Rolex တစ်လုံးဝယ်ဖို့စဉ်းစားမလားဆိုတာကို comment မှာရေးပေးခဲ့ကြပါဦး။ခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့ဗီဒီယိုလေးတွေကိုနောက်ထပ်လွတ်မသွားအောင် Yangon Times ကို subscribe လုပ်ပေးဖို့လည်းမမေ့နဲ့နော်။